မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ရဲ့ဖုန်းဟာအသုံးပြုလာတာကြာတာနဲ့အမျှအတန်တိုးလာတာမျိုးတချင်းနားထောင်ရင်လည်းအတန်တိတ်မကြရတာမျိုးဖြစ်လာမယ်ဆိုရင်အဲ့ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာမိတ်ဆွေတို့ဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်ဒီမိတ်ဆွေတို့ဖုန်း setting ထဲကဝင်ပြီးတော့ကျွန်တော်တို့ဒီ sound and vibration ဆိုတဲ့နေရာလေးထဲမှာမီဒီယာကိုကျွန်တော်တို့ကဒီလိုတင်ထားတော့လဲပဲအတန်ကသိပ်ပြီးကျယ်မလာတော့ဘူးရခင်းကတော့ကျယ်မလာတော့ဘူးဆိုရင်ဒါကိုဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းစနစ်လေးဖြစ်ပါတယ်ခင်ဗျာအဲ့လိုလုပ်ဖို့ရန်အတွက်လိုအပ်တဲ့ပစ္စည်းကတော့ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူးခင်ဗျာဟောဒီသွားကြထိုးတန်လေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဟောဒီသဘောတန်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီနှစ်ခုကိုအသုံးပြုပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းအတန်ရခင်းကထက်2ဆပိုကျလာအောင်လုပ်လို့ရပါတယ်ခင်ဗျာဒီလိုမျိုးလုပ်ပြီးရင်တော့တေချာတာတစ်ခုကတော့မိတ်ဆွေရဲ့ဖုန်းဟာရခင်းကထက်ပိုပြီးတော့အတန်ပိုကျလာမှာဖြစ်ပါတယ်ပထမဦးစွာမိတ်ဆွေတို့ဖုန်းစပီကာတွေကိုစပီကာပေါက်လေးတွေရှိပါတယ်အဲ့ဒီပေါက်လေးတွေကိုကျွန်တော်တို့ဒီသွားကြားထိုးတန်လေးနဲ့ဒီမှာတင်နေမဲ့ကြီးတွေကိုကျွန်တော်တို့တန့်ရှင်းအောင်လုပ်ရမှာဖြစ်ပါတယ်ဒီမှာအပေါက်လေးတွေတိုင်းကိုကျွန်တော်တို့ကဒီကြီးလေးတွေကိုတန့်ရှင်းအောင်အရင်လုပ်လိုက်ပါပြီးရင်သဘောတန်နဲ့ဒီနေရာလေးကိုကျွန်တော်တို့ကသဘောတန်နဲ့ဒီနေရာလေးကိုကျွန်တော်တို့ကတန့်ရှင်းအောင်လုပ်ရမှာဖြစ်ပါတယ်အကယ်၍ဒီနေရာလေးမှာကျွန်တော်တို့သိမစင်ဘူးဆိုရင်ရေလေးနည်းနည်းဆော့ပြီးတော့အများကြီးမဟုတ်ရေနည်းနည်းလေးဆော့ပြီးတော့ဒီနေရာလေးကိုတန့်ရှင်းအောင်လုပ်ပေးလိုက်ပါခင်ဗျာဟုတ်ကဲ့ဒီမှာဖုန်းတစ်လုံးကိုကျွန်တော်တို့အတန်ကိုရခင်းရထက်ပိုးပြီးတော့ကျယ်လောင်လုပ်မယ်ဆိုရင်တော့ဟောဒီမှာကျွန်တော်တို့စပီကာပေါက်လေးတွေရှိပါတယ်ဒီစပီကာပေါက်လေးတွေကိုကျွန်တော်တို့တကြားထိုးတန်လေးနဲ့သွားကြားထိုးတန်လေးနဲ့ကျွန်တော်တို့ဒီမှာတန့်ရှင်းအောင်ဒီမှာတင်နေတဲ့အမုံမိုက်တွေကိုကလီးယားဖြစ်အောင်ကျွန်တော်လုပ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကိုကျွန်တော်တို့ဒါတစ်ပေါက်ရှင်းတန့်ရှင်းအောင်လုပ်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီသဘောတန်လေးနဲ့ဒီနေရာမှာဒီစပီကာပေါက်လေးတွေကိုအထဲထဲကိုဒီသဘောတန်ကစားလေးတွေဝင်အောင်တန့်ရှင်းအောင်လုပ်ရမှာဖြစ်ပါတယ်အကယ်၍ဒီမှာလိုရရင်လည်းအစောကပြောသလိုရေလေးနဲ့တန့်ရှင်းအောင်လုပ်လိုက်ပါဒီပေါက်ကလေးတွေကိုကျွန်တော်တို့ကကလီးယားဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့မိတ်ဆွေရဲ့ဖုန်းဟာရခင်းကထက်ပိုပြီးတော့အတန်ကျဲလာမှာဖြစ်ပါတယ်ခင်ဗျာမြည်သည့် software မှာအသုံးပြုစရာလိုမှမဟုတ်ပါဘူးဒီနည်းလေးတိုင်းစမ်းသပ်ပြီးတော့မိတ်ဆွေတို့ရဲ့အတန်တိုးနေတဲ့ဖုန်းကိုအတန်ကျဲလာအောင်ပြုလုပ်လို့ရပါတယ်ဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာဒီဗီဒီယိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ